好。ကြည့်လိုက်ကြပါဦးဒီနေ့တော့နန်းတွင်းထဲကအရှုပ်တော်ပုံတစ်ခုကိုကြည့်ရတော့မယ်ထင်တယ်နန်းတွင်းအမတ်တယောက်ကလီဖေးဆိုတဲ့မိဖုရားလေးရဲ့အဆောင်ကိုရောက်လာတာနဲ့ဇလန်းကစတာပဲလီဖေးရဲ့အစီခံမလေးကအခုခေတ်2000ခုနှစ်နောက်ပိုင်းကဘာကြီးကဒီလိုပဲလေငါတို့ကသူများထက်တလန်းစောနေုံမှဆိုပြီးစကားကြီးစကားခဲတွေပြောနေတာဒါပေမဲ့တကယ်တမ်းလီဖေးဆိုတဲ့မိဖုရားလေးကအရင်ဘဝကရုံးမှာအလုပ်တွေပြုလုပ်ရင်းအမောဆိုတည်ဆုံသွားခဲ့တဲ့ခေတ်တစ်မိန်းကလေးတစ်ယောက်ဖြစ်နေတာပါကွန်ပျူတာရှိမှအလုပ်လုပ်ရင်းအသက်ထွက်သွားတဲ့သူမဟာစစ်သူကြီးအိမ်တော်ကသမီးကြီးဖြစ်ဝင်စားခဲ့ပြီးအခုတော့နန်းတွင်းထဲကမိဖုရားတစ်ပါးဖြစ်နေပါပြီဘဝဟောင်းကိုပြန်တွေးမိတိုင်းစိတ်မကောင်းဖြစ်နေတဲ့လီဖေးတစ်ယောက်ဘေးကလူတွေကဝိုင်းမင်းနေကြတာပေါ့သူမအတွက်တော့နန်းတွင်းထဲမှာမိဖုရားလုပ်ရတာဟာအရင်ဘဝကကုမ္ပဏီမှာအလုပ်လုပ်ရတယ်လို့ပါပဲအေဂရီမင်းမြတ်ကတော့သူမရဲ့ boss အလုပ်ရှင်ပေါ့အဲ့ဒီအချိန်မှာပဲအစီခံတယောက်ကမိဖုရားကြီးလီဖေးမိဖုရားခေါင်ကြီး Empress ကပန်းကြီးဖို့ဖိတ်ခေါ်နေပါတယ်လို့လာပြောပါတယ်လီဖေးကတော့တိပြီးသွားတော့ဆိုပြီးခက်ပြက်ပြက်ပဲတုတ်ပြန်လိုက်တယ်မနက်စောစောစီစီအလုပ်စင်ရပြန်ပြီလားလို့ညီးတွားရင်မျက်နှာဖုံးဆွတ်ထားတဲ့ကိုရန်တော်လေးကိုကြည့်လိုက်ပါသေးတယ်ကဲအားလုံးပဲစိတ်သက်တွေမြင့်ထားကြအလုပ်စလုပ်မယ်လို့လီဖေးကသူမရဲ့အဖွဲ့သားတွေကိုအားပေးလိုက်ပြီးခက်ချီချီပုံစံမျိုးနဲ့ထွက်လာခဲ့တယ်မျက်နှာဖုံးနဲ့ကိုရန်တော်လေးကတော့လီဖေးကတကယ်ပဲမောက်မာရိုင်းဆိုင်တာလားလို့တန်တရားဝင်နေပုံပဲနန်းတွင်းထဲမှာအလုပ်လုပ်ရင်မင်းကနည်းနည်းတော့မာနာကြီးပြမှဖြစ်မယ်မဟုတ်ရင်လူတိုင်းကမင်းကိုနင်းသွားလိမ့်မယ်လို့လီဖေးကသူ့ကိုပညာပေးစကားပြောလိုက်ပါသေးတယ်လီဖေးရဲ့အေးဆက်ဆက်အကြည့်တွေအောက်မှာဘယ်သူမှမလုပ်ရဲကြဘူးသူမကတော့လှပတဲ့အဝတ်စားတွေနဲ့ရှစ်ဆက်ရှာတောက်သွားတာပေါ့ခြံထဲရောက်တော့မိဖုရားခေါင်ကြီးကပန်းတွေကိုရေလောင်းရင်းစောင့်နေပါတယ်လီဖေးတို့ဖွဲ့ရောက်ရှိလာတာကိုအားလုံးကစောင့်ကြည့်နေကြတယ်ကိုရန်တော်လေးကတော့မိဖုရားခေါင်ကြီးကသဘောထားကြီးပြီးနာမည်ကြီးပေမဲ့လီဖေးကတော့မောက်မာတဲ့နေရာမှာနာမည်ကြီးတယ်လို့တွေးနေတာလီဖေးကမိဖုရားခေါင်ကြီးကိုအယိုသေးပေးလိုက်ပါဒီမဲ့မိဖုရားခေါင်ကြီးကတော့အရေးမလို့တလို့နဲ့ပန်းတွေကိုပဲဂရုစိုက်နေပါတယ်ဒါဟာနန်းတွင်းထဲကအာနာပြန်ပွဲရဲ့အစပဲပေါ့မျက်နှာဖုံးနဲ့ကိုရန်တော်လေးကတော့ဒီနှစ်ယောက်ကြားကတင်းမာမှုကိုရိပ်မိနေပုံမှာပဲနောက်ဆုံးတော့မိဖုရားခေါင်ကြီးကလှည့်ကြည့်လာပြီးညီမတော်လီဖေးကိုငါကပန်းတွေနဲ့အလုရှုံနေလို့မမြင်လိုက်ဘူးဆိုပြီးစကားနာထိုးလိုက်ပါပြီညီမတော်ကအဖြစ်မယူပါဘူးတော့လို့ပြုံးဆဆနဲ့မေးလိုက်တဲ့မိဖုရားခေါင်ကြီးနဲ့လီဖေးကြားဘာရီဆက်ဖြစ်မလဲဆိုတာကတော့ရင်ခုန်စရာပါပဲ